ချက်ပီဟာများပြစ်နီးကိုတခါပဲကြီးလိုက်ရတာနဲ့ချက်ချင်းတင်ယူနိုင်သွားခဲ့တယ်အဲ့ဒီနောက်ကောင်းသားတွေကလက်စစ်ထိုးနဲ့လမ်းလျှောက်ပုံစံတွေကိုဆက်တင်ပေးခဲ့ကြတယ်ဒါပေမဲ့အံ့အားစရာကောင်းတာကချက်ပီဟာတစ်ချက်ကြည့်ုံနဲ့အကုန်လုံးကိုတိတိကျကျလိုက်လုံနိုင်ခဲ့တာပဲသူတို့ကချက်ပီကိုတတူးထိုးပေးပြီးရွှေဆွဲကြိုးကြီးတောင်ဆင်ပေးလိုက်ကြတယ်ဒီလိုနဲ့ဆက်ရုပ်တရုပ်ကကောင်းဖွဲ့ဝင်တယောက်လိုဖြစ်လာခဲ့တယ်နောက်တစ်နေ့မှာတော့ကောင်းသားတွေကချက်ပီကိုလူတယောက်စီကပိုက်ဆံလူခိုင်းခဲ့တယ်ဒါပေမဲ့ချက်ပီကညင်းလိုက်တယ်ဘာကြောင့်လဲဆိုတော့သူ့စိတ်ထဲမှာမကောင်းတဲ့အရာဆိုတာကိုခွဲခြားနိုင်နေသေးလို့ပဲအဲ့ဒီအခါအန်နီအတွက်ခနာကိုတစ်ဝယ်ဖို့ပိုက်ဆံလိုတယ်ဆိုပြီးကောင်းသားကချက်ပီကိုလှည့်စားလိုက်တယ်ဒေါသထွက်သွားတဲ့ချက်ပီကတင်းနက်ကိုပစ်ချပြီးလက်ကင်တုပ်ကိုယူကာမာစီဒီကားတစ်စီးကိုဖျက်ဆီးပစ်လိုက်တယ်ကောင်းသားတွေကအမြန်တားပြီးဖျက်ဆီးတာမဟုတ်ဘူးဒါပြတိုက်ရမှာလို့ထပ်တင်ပေးခဲ့ကြတယ်ဒီတခါတော့ချက်ပီကထပ်စူးစမ်းဖို့သဘောတူလိုက်တယ်သူကလမ်းထောင်မှာအယုတ်တရုတ်ပစ်ချပြီးနစ်ဆန်း GTR ကားတစ်စီးကိုရက်ခိုင်းလိုက်တယ်ပြီးတော့ရင်မောင်းကိုတင်းနဲ့ချိန်ကကားပေါ်ကဆင်းခိုင်းပြီးကားကိုကိုရိုင်မောင်းကကောင်းသားတွေစီပြန်လာခဲ့တယ်ဆက်ရုပ်တရုတ်ကားမောင်းနိုင်တာကိုမြင်လိုက်ရတော့အားလုံးအံ့နာပြီးပျော်ရွှင်နေကြတယ်အချိန်ကြာလာတဲ့အခါသူတို့ကချက်ပီကိုတန်ချက်ကငွေတဲကားတစ်စီးလူခိုင်းခဲ့တယ်ချက်ပီကလုံခြုံရေးဆောင်ကိုကားထဲကဆူအဲထုတ်ပြီးများနဲ့ပြစ်လိုက်တယ်ကောင်းသားတွေကသူအိပ်ပျော်သွားတာပါလို့ပြောပြီးပိုက်ဆံတွေကိုအမြန်ယူနေကြတယ်ဒါပေမဲ့ချက်ပီကဒဏ်ရာရနေတဲ့အဆောင်ကိုကြီးလိုက်တဲ့အခါတခုခုမားနေပြီဆိုတာသဘောပေါက်သွားခဲ့တယ်သူကြောင့်လူတယောက်နာကျင်သွားခဲ့တာကိုနားလည်သွားတာပဲကလေးတယောက်အမားလုံးမိတယ်လို့ချက်ပီဟာထိတ်လန့်ပြီးထွက်ပြေးသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲသတင်းတွေက TV မှာပြန့်နှံ့နေပြီးသူ့ကိုဖန်တီးခဲ့တဲ့သိပ္ပံပညာရှင်ကချက်ပီကိုဖမ်းဖို့တိုက်ခိုက်ရေးစက်ရုပ်အသစ်တစ်မျိုးဆေးလို့ဖို့ပြင်ဆင်နေခဲ့တယ်တစ်ဖက်မှာတော့ခေါင်းသားတွေကပိုက်ဆံတွေနဲ့အောင်ပွဲခံနေကြပေမဲ့ပိုကြီးတဲ့အံတရေတခုသူတို့စီနီးကပ်လာနေပြီဆိုတာမသိခဲ့ကြဘူးသူတို့ပေါင်းရာကိုပြန်ရောက်တဲ့အချိန်မှာစက်ရုပ်တပ်ဖွဲ့ကစောင့်ကြိုနေပြီးပြင်းထန်တဲ့တိုက်ပွဲတစ်ခုစတင်သွားခဲ့တယ်ချက်ပီကသူ့မိတ်ဆွေတွေဒဏ်ရာရနေတာကိုကြည့်ရင်ဘာကမှန်လဲဘာကမှလဲရဲ့ဆိုတာကိုတော့နားမလည်နိုင်သေးပါဘူး